ဒီထူးဆန်းကူအောင်လူသားစီကိုကောင်မလေးရောက်20လောက်နှစ်တိုင်းလာရေးကြတယ်။ဒေါ်အန်ပရိသတ်ကြီးပြောမျိုးကြုံမှုမှသိဆိုတဲ့စကားဟာအခုလိုဖြစ်ပြမျိုးကိုကွက်တီပြောထားသလားအောက်မိရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အခုပြောပြမယ့်အဖြစ်ဟာအဖြစ်မှန်ဆိုပေမဲ့လုံဝကိုထူးဆန်းအံ့ဩဖို့ကောင်းနေလို့တင်းယုံနိုင်မှာတော့မဟုတ်လို့ပါပဲ။တင်းကူမြင်ရတဲ့လူကိုတွေ့ပါသလား။တရုတ်ကလုံဝမချောသလိုပုံစံကလည်းစုပ်ပြတ်တက်နေရပါပဲ။အင်ကြီးမရှိသလိုဘောင်းမီလည်းဝေမထားပဲဝေးရပါအောက်ပိုင်းလေးကိုသာတိရွက်လေးနဲ့လုံအောင်ဖုံးပြီးတော့နေထိုင်ပါတယ်။စပင်ကလည်းရှေ့ကြီးနဲ့မသိရင်တာဇန်လိုပါလိုနဲ့ပါ။သူ့ရဲ့ပုံစံအသွင်ပြင်ကသာဒီလိုကြီးထူးခြားနေတာမဟုတ်ပါဘူး။နေပုံထိုင်ပုံကလည်းထူးခြားလာပြီးဒါမှလူတွေလိုအိမ်မှာမနေပဲဒေါ်ရဲကကူတလုံးထဲမှာသွားနေနေတာဖြစ်ပါတယ်။သူ့ပုံစံကိုကြည့်ပြီးဒီလူခမလူတွေကိုစိတ်ကုံလို့ဒေါ်ရဲတောင်နဲ့သွားတရားအားထုတ်နေတာများလားလို့တွေးကြရှိပါတယ်။ဒါပေမဲ့အဖေကတင်ပန်းထားတာနဲ့လာလာကြီးကိုစန့်ကျင်နေပါတယ်။ဒါအပြင်တင်ကြားလိုက်တာနဲ့ဗဇာဟောင်းသားဖြစ်သွားစေမဲ့အချက်တစ်ချက်လည်းသူ့မှာရှိနေပါသေးတယ်။အဲ့ဒီအချက်ကဘာများဖြစ်မလဲ။ပုံစံကြည့်တော့စုပ်ပြတ်တတ်နေတဲ့ဒီကူအောင်လူသားဟာအန်ဩစရာပဲအုပ်စဘောရုပ်ချောညိုကီရီတောင်ရချင်တိုင်းမရနိုင်တဲ့စော်ကြီးပွဲပွားကိုပိုင်ဆိုင်ထားပါတယ်ဟုတ်ပါတယ်တင်းလုံးဝနားကြမလွဲပါဘူးမိမရီဆိုမှတာမန်တော်မဟုတ်ပဲအချောလာတွေကအစတင်ကူမြင်နေရတဲ့တာဇန်လူသားနဲ့အသေးအတန်တူတူနေချင်းကြတာပါလောက်ကြီးတောင်လဲဆိုရင်အဲ့ဒီဦးကြောင်ကြောင်လူသားစီကိုတနေ့ကိုကောင်မလေးအနည်းဆုံးရောက်20လောက်လာပြီးမိုးစကိုတူးလေးရှိတယ်လို့သိရပါတယ်ညိုကီတို့လိုတောက်ချောကြီးတွေတောင်မရနိုင်တဲ့စော်ကြီးပွဲပွားကိုဒီဘာမှမဟုတ်တဲ့ကူအောင်လူသားကနေကဘယ်လိုများရထားတာလဲသူ့မှာဘာပြရစေဘာလိဝက်ချက်တွေများရှိနေလို့လဲဒီဖြစ်ကရိုးရိုးရဲ့လားကျွန်တော်သူစီကဘာနီးနာများယူလို့ရမလဲဆိုတာသိရဖို့သူ့ရဲ့အဖြစ်ကိုတစ်ချက်ဆက်ကြည့်လိုက်ကြရအောင်ပါအဲ့ဒီကူအောင်ထူးဆန်းလူသားအကြောင်းကိုတင်သိလာရလေအံ့ဩမိလေဖြစ်မှာပါအဲ့ဒီဦးကြောင်ကြောင်စောကြီးပဲကြီးရဲ့အသက်ဟာ48နှစ်တောင်ရှိနေပါပြီသူရဲ့နာမည်ကလည်းအရှိကြီးပါချာတူဘိုလော်စီရီလို့ခေါ်ပါတယ်သူဟာထိုင်းနိုင်ငံကဖြစ်ပြီးလျှက်စစ်မီးမရတောက်သုံးရည်လည်းတေချာမရှိတဲ့ထိုင်းကကြီးတစ်ခုကဂူကြီးထဲမှာနေထိုင်ပါတယ်လော်စီရီဟာရုပ်လဲဆိုးအသက်လဲကြီးဘောကလည်းမရှိတဲ့အပြင်ပုံစံကလည်းယူကြောင်ကြောင်ဖြစ်နေတာကိုမှမိမချောတွေအများကြီးကိုထူးထူးခြားခြားဆွဲဆောင်ပြီးဆွဲစားနေပါတယ်။ဒါကြောင့်ပဲနီးနားနေထိုင်ကြသူတွေကသူ့ကိုတန်တရားဝင်လာကြပြီးဒီနေ့မှာတော့ရဲခေါ်ပြီးတော့တိုင်လိုက်ပါတော့တယ်။သူတို့ရဲ့စိတ်ထဲမှာတော့လျှက်စစ်မီးလည်းမရှိတကားလည်းမရှိနောက်ဆုံးအိယာတော်မြေကြီးပေါ်မှာဖြစ်သလိုခင်းထားတဲ့ကူအောင်ယောက်ျားတစ်ယောက်နဲ့ဗဲမိမောင်မတညတော်တူတူအိတ်ချင်မှမဟုတ်ဘူးလို့တက်အတွက်ခဲ့ကြပါတယ်။ဒါကြောင့်ပဲဒီကနေ့ကမိန်းကလေးတွေကိုအကြက်ကိုင်းချင်းချောက်ပြီးမဟုတ်တာလုပ်နေရဲဆိုတဲ့အထင်နဲ့ရဲတိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ရဲတွေကသူ့ရဲ့ဂူစီကိုရောက်သွားချိန်မှာတော့သိလိုက်ရတဲ့အဖြစ်ကအကုန်လုံးကိုအံ့ဩသွားစေခဲ့ပါတယ်။လော်စီရီရဲ့အိမ်ဖြစ်တဲ့ကူဟာတကားမရှိဒါမရှိဟာလာဟင်းလေးနေရာကြီးပါအိမ်တော်ပရီဘောကဆိုလဲဘာမှတိတ်မရှိပါဘူးဒါပေမဲ့ဂူနီယာဒီမှာတော့ထူးဆန်းတဲ့အလားစင်မှုတွေလုပ်ထားပါတယ်ထူးကြတော့ကအဲ့ဒီအလားစင်ပစ္စည်းတွေရောအိမ်တော်ပရီဘောကတွေကိုရောပါလက်နဲ့အစားဆုံးကိုယ်တိုင်ဖန်တီးထားတာဖြစ်ပြီးကန်းကြီးရဲ့ဂူနီတဝရဲကရတဲ့တဘာဝပစ္စည်းတွေနဲ့သာပြုလုပ်တီးဆောက်ထားတာဖြစ်ပါတယ်သူ့ကိုတွေ့ပြီးတော့ဗဇာဟောင်းသားဖြစ်နေတဲ့ရဲရီမြင်သွားတဲ့လော်စီရီယာထွက်မပြေးပဲရဲရီကိုအခမ်းပြီးတရားတော်ပြန်ချလိုက်ပါသေးတယ်ခမားတွေကောင်မလေးတွေအကြောင်းကိုနားလည်ဖို့လိုတယ်လူမှုရေးရွေးဆိုတာတွေကိုလည်းနားလည်ဖို့လိုတယ်ဆိုပြီးမောင်မင်းကြီးသားကလက်ရှာရီတောင်ပေးလိုက်ပါသေးတယ်။နောက်ပြီးကျုပ်ကကောင်မလေးတွေနဲ့အိတ်တဲ့နေရာကဒီနေရာပါဆိုပြီးတော့လည်းဂူရဲကဂျန်ကင်တဲ့နေရာကိုလက်ညှိုးထိုးပြပါသေးတယ်။သူရဲ့ပုံစံကအချစ်ဆရာကြီးလိုပါလိုနဲ့အမြင်ကဆရာကောင်းနေပေမဲ့တကယ်လည်းအချစ်ဆရာကြီးဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ဒီပုံတွေကိုသာကြည့်လိုက်ပါ။သူနဲ့လာအိတ်တဲ့ကောင်မလေးတွေဆိုတာလောကကိုချောပေးဟောပေးလမ်းမေးဆိုတဲ့ကောင်မလေးတွေကြီးပါပဲ။ကောင်မလေးတွေအများကြီးသူစီလာနေကြလို့ဒီလူကောင်မလေးတွေကိုချင်းချောက်ပြီးအတင်းအဓမ္မတစ်ခုခုလုပ်နေတယ်လို့လူတွေကထင်ခဲ့ကြပါတယ်။တကယ်တမ်းမှာတော့အဲ့ဒီလူဟာဘာတစ်ခုမှမကောင်းတာမလုပ်ထားပါဘူး။သူဟာကောင်မလေးတွေကိုဆေးလည်းမခတ်သလိုမူရစ်ဆေးဝါးကိုလည်းမကြွေးထားပါဘူး။ဘယ်ကောင်မလေးကမှလည်းအလိုမတူပဲအာရမဖြူချင်တာမျိုးလည်းမလုပ်ခဲ့ပါဘူး။အကုန်ပြောရလို့ရှင်တော့သူ့ရဲ့အခြေအနေကိုတောင်လိန်ညာပြောခဲ့ခြင်းမရှိတာပါ။ကောင်မလေးတွေကိုနိုင်ကသူ့စီကိုပျော်ပျော်ကြီးလာအိတ်ကြတာဖြစ်ပြီးအိပ်ပြီးသွားရင်လည်းပြုံးပြုံးကြီးနဲ့ပဲဂူရဲကနေပြန်ထွက်သွားကြတာကြီးပါပဲ။ကြီးကတော့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့အယုံကန်တိုင်းနေထိုင်တတ်တဲ့ယောက်ျားလေးတစ်ယောက်ကိုမိန်းကလေးတွေကအသေးခိုက်သွားတဲ့ပုံစံပါ။လူရိုင်းလိုဘာလို့နဲ့ကြောင်တောင်ဖြစ်နေတဲ့ဒီဘဲကြီးအနေနဲ့အမျိုးသမီးရဲ့ရောက်20လောက်ရဲ့နှစ်စင်လာရောက်အိတ်ချင်းကိုခံရပါတယ်။ကဲပရိသတ်ကြီးတို့ရောဒီလူအပေါ်ကိုဘယ်လိုမြင်လဲဗျ။ဂူထဲမှာတယောက်တည်းနေထိုင်တဲ့အမြင်ကဆရာလူသားလား။ဒါမှမဟုတ်အင်မတန်ကိုမှညှို့အားဖြစ်နေစော်ကြီးပဲတပွေလား။ကောမမပြောခဲ့ပေးပါအောင်ဗျ။ဒါနဲ့အခုလိုစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတနေ့ပြုံးမယူရအောင်ကြည့်ကြတော့ကျွန်တော်တို့ရဲ့ top page လေးကို like and follow လုပ်ထားခဲ့လိုက်ပါအောင်ဗျ။နောက်ထပ်လည်းထူးဆန်းထွေလာအကြောင်းအရာစုံနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်။အစောကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။